ငွေကိုသုံးစွဲနေသူတိုင်းငွေကြေးဖောင်းပွားမှုကိုသိထားသင့်ပါတယ်။ငွေကြေးဖောင်းပွားမှုဆိုတာကိုအယိုးရှင်းဆုံးပြောရင်ကုန်စည်နှုန်းတွေတက်လာပြီးတင့်ငွေရဲ့ဝယ်ယူနိုင်စွမ်းကျဆင်းသွားခြင်းဖြစ်ပါတယ်။နားလည်လွယ်အောင်ဥပမာနဲ့ရှင်းပြပါမယ်။ငွေဖောင်းပွားမှုဆိုတာဘာလဲ။မနစ်ကလက်ဖက်ရည်တစ်ခွက်ကို1000ပေးရတယ်ဆိုပါစို့။ဒီနေ့မှာတော့လက်ဖက်ရည်တစ်ခွက်ကို1500ပေးရတယ်။ဒါဟာငွေကြေးဖောင်းပွားမှုပါပဲ။ဆိုလိုတာကတော့ငွေရက်တန်ကိုကျသွားတယ်လို့ပြောတာပါအရင်ကကျပ်1000နဲ့ရခဲ့တဲ့ပစ္စည်းကိုအခုအခါမှာကျပ်1000နဲ့မရတော့ပဲပိုများတဲ့ငွေပမာဏကိုပေးမှရတော့တဲ့သဘောပါပဲဒါဟာလက်ဖက်ရည်ကော်ဖီစတဲ့ကုန်ပစ္စည်းတစ်ခုတည်းကိုပြောတာမဟုတ်ပဲစားသုံးကုန်ပစ္စည်းတွေဝန်ဆောင်မှုတွေတည်ယူပို့ဆောင်ရေးတွေစတဲ့စီးပွားရေးထဲကကုန်စည်အားလုံးရဲ့ရေဘူးရဈေးနှုန်းတွေဆက်တိုက်မင်းတော်လာခြင်းကိုရည်ညွှန်းပါရဲ့ငွေကြေးဖောင်းပွားမှုကိုဖြစ်စေတဲ့အဓိကအကြောင်းရင်းများငွေကြေးဖောင်းပွားမှုကိုဖြစ်ပေါ်စေတဲ့အဓိကအချက်တွေကတော့နံပါတ်1ဝယ်လိုအားမြင့်တက်ခြင်းစားသုံးသူသုံးစွဲသူတွေပိုများလာပြီးပစ္စည်းတွေကိုပိုပြီးဝယ်ချင်လာတဲ့အခါရောင်းဖို့ရှိတဲ့ပစ္စည်းပမာဏကမလုံလောက်တော့တဲ့အတွက်ဈေးနှုန်းတွေတက်လာမျိုးပါနံပါတ်2ကုန်ကျစရိတ်များပြားခြင်းကုန်ပစ္စည်းထုတ်လုပ်တဲ့ကုန်ကျစရိတ်တွေမြင့်တက်လာတာကြောင့်ပါဥပမာလောင်ဆန်စီဈေးတက်ရင်တည်ယူပို့ဆောင်ကားဈေးကြီးလာတယ်ထုတ်လုပ်တဲ့ပစ္စည်းရဲ့ကုန်ကျန်းများဈေးနှုန်းမြင့်တက်ခြင်းအလုပ်သမားတွေရဲ့လုပ်ခလစာမြင့်တက်ခြင်းစတဲ့အကြောင်းတွေပဲဖြစ်ပါတယ်ဒီလိုကုန်ကျစရိတ်တွေများလာရင်ထုတ်လုပ်သူတွေကသူတို့ရဲ့အမြတ်ကိုမကျစေဖို့သူတို့ရဲ့ထုတ်ကုန်ပစ္စည်းတွေကိုဈေးတင်ရောင်းချလာကြပါတယ်နံပါတ်3ငွေကြေးထုတယ်များလာခြင်းနိုင်ငံတော်ဗဟန်းဘဏ်ကငွေစက်ကူတွေအများပြားရိုက်နှိပ်ထုတ်ဝေလိုက်ခြင်းသို့မဟုတ်ဘဏ်တွေကနေချင်းငွေတွေအလွဲတကူထုတ်ပေးလိုက်ခြင်းကြောင့်စီးပွားရေးထဲမှာငွေပမာဏရုတ်တရက်များပြားလာတဲ့အခါဈေးနှုန်းတွေမြင့်တက်လာတတ်ပါတယ်။သင်အတွက်ဘယ်လိုအကျိုးသက်ရောက်မှုရှိလဲ။ငွေကြေးဖောင်းပွားမှုကသင်ရဲ့ငွေကြေးစီမံခန့်ခွဲမှုကိုတိုက်ရိုက်ထိခိုက်စေပါတယ်။လက်ရှိငွေရဲ့တန်ဖိုးကျဆင်းခြင်းသင်စုဆောင်းထားတဲ့ငွေတွေကိုဘဏ်ထဲမှာပဲထားရင်ဘဏ်အတိုးကြောင့်အတိငွေပမာဏကများလာတယ်ဆိုပေမဲ့ငွေရဲ့တန်ဖိုးဝယ်ယူနိုင်စွမ်းကတော့ရော့ကျသွားပါတယ်။ငွေနဲ့သူတွေပိုခံစားရခြင်းဆန်စီစက်တုံနဲ့စတဲ့အခြေခံစားတောက်ကုန်လိုမျိုးမရှိမဖြစ်လိုအပ်တဲ့ကုန်ပစ္စည်းတွေဈေးတက်ကြောင့်ငွေနဲ့မိသားစုတွေဟာသူတို့ရဲ့နေ့စဉ်ဘဝစားဝတ်နေခြင်းအတွက်ပိုပြီးရုန်းကန်ရပါတယ်။